ကဲဒီတစ်ပတ်တော့ထိတ်စီလေးကြည့်အောင်ဗျာနှစ်ရှစ်ပေါင်းချင်း3ညကိုခွန်ကိုပေါင်းချင်း8ခွန်နဲ့ပေါင်းတော့9 3ည5ပြီးတော့9ကိုပေါင်းချင်း6ပေါင်းချင်း5အဲ့ဒါက8နှစ်ပေါင်းချင်း30 5နဲ့ထပ်ပေါင်း5ပေါ့နော်ပြီးတော့8 3ညပေါင်းချင်း8ပြီးရင်5 6 3ညပေါင်းချင်း1 8 1နှစ်ခပ်6 3ညပေါင်းချင်း6ဒီမှာ3ခွန်ရှိရဆိုတော့3ညဆိုတော့သူ့ရဲ့ပါဝါနှစ်ခပ်တဲပါဝါနှစ်ခပ်ယူလိုက်ရင်6 1ကိုထိတ်ဒီမှာ6 1ကိုထိတ်စီကဲနောက်တစ်ပိုင်းတော့မယ်8 3ပေါင်းချင်း1 9နဲ့ပေါင်းရင်3ညနော်ဒီ9 3ညပေါင်းချင်းက9ဒီ3ညနဲ့9နဲ့ဒါပါဝါပြီးတော့6 3ည4ပေါင်းချင်း3ညဒီ6 1ဇောင်းနှလုံးပေါင်းချင်းကခွန်3ညခွန်နှစ်ခပ်ပြီးတော့9နှစ်ပေါင်းချင်းခွန်9နဲ့ပေါင်းရင်6အဲဒီ6ကဒီနှစ်ဇောင်းနှလုံးပေါင်းချင်း1 6 1ပါဝါနောက်တစ်ခါတဲ့6 4ပေါင်းချင်း3ညခွန်နဲ့ပေါင်းရင်ခွန်အဲဒီရောဒီဇောင်းနှလုံးပေါင်းချင်းဇောင်းနှလုံးပေါင်းချင်းက3ညခွန်3ညခွန်နှစ်ခပ်တခါခွန်3ညနှစ်ပေါင်းချင်း9ဒီမှာက8ရှိတယ်8ရှိတဲ့အတွက်ဒီကောင်9ရဲ့ပါဝါနှစ်ခပ်တဲ့ပါဝါနှစ်ခပ်9 4 6ပေါ့နော်ဒီကောင်ရအောင်ယူမယ်ဆို8ရှိတဲ့အတွက်9ဖြစ်ဖို့ဆိုရင်1ပြီးရင်4ဖြစ်ဖို့ဆိုရင်8 6 4 6ဖြစ်ဖို့ဆိုလို့ရှိရင်8 8 1 6 8ထိတ်နော်ဒါဆိုလို့ရှိရင်ပထမမူက6 1 9ထိတ်ဒုတိယမူက1 6 8ထိတ်ဒီတော့1 6 6 1ဒီနှလုံးတော့ထားလိုက်ပါဒီတော့ဒုတိယတစ်ပိုင်းအနေနဲ့အလေတစ်လုံးကိုပြန်ရှာပေးမယ်နော်ပိုင်းမှာ